勇敢人呢，မိသားစုအပြုံးတွေမြင်ကျင်လို့အားတင်ထားရတယ်အမေချက်တဲ့ထမင်းဝိုင်းလေးရဲ့ညီအစ်ကိုမောင်နှမတွေရဲ့ရေတံလေးတွေအခုတော့ငါနာမှာတိတ်ဆိတ်လို့ပင်ပန်းပေမဲ့လေအိမ်ပြန်လန်းထွက်ငါကြိုးစားနေမယ်ညနေလို့တယောက်တည်းကြံတဲ့အခါလာမင်းကြီးကိုကြည့်ရင်အိမ်ကိုလွမ်းမိတယ်